မှန်ပြီမဲ့လို့ဒုတိယသပိတ်နဲ့အတူတူပဲဘာဖြစ်လို့လဲမူလသသပိတ်တံဖို့ကိုသံပတိစိတတအလှခံထအပ်သည့်အဖြစ်ကြောင့်ဒီမူလသပိတ်တံဖို့ကိုသူကအလှခံထားပြီးတာမိမိကိုယ်နဲ့အလှမခံပေမဲ့သူတော်ဘာကိုအလှခံခိုင်းထားတယ်မိမိကိုယ်နဲ့အလှခံပဲဆိုလဲအတူတူပဲနော်ဒါကြောင့်အကပ္ပိယမအပ်ဘူးတဲ့ဝါရအနေနဲ့အတ္တထမအပ်တော့ဒီတော့ဒကာဓမ္မတွေကငွေထားလှူတယ်ကျောင်းသားလာခဲ့ဟိုမှာကပ္ပိယကာရကကျောင်းသားယူထားလိုက်သိမ့်ထားလိုက်ပြောလိုက်ပြီပြောပြီးတော့ဒီနေ့တပိတ်လိုချင်တဲ့အခါကျတော့ဆိုတော့ကျောင်းသားခေါ်ပြီးတော့ကဲဒီတပိတ်ငါလိုရှိတယ်ကွယ်ငါနှိမ့်ချိုက်တယ်ကွယ်ကျောင်းသားကိုပြောလိုက်တယ်ကျောင်းသားကလည်းဒီတပိတ်ကိုတန်ရန်တန်ဖို့ပေးပြီးတော့ဝယ်လာခဲ့တယ်ဘုန်းကြီးလှူတယ်အဲ့ဒီတပိတ်မျိုးပြောတာပဲဘာဖြစ်လို့မအပ်တယ်လဲမူလတပိတ်ရဲ့တန်ဖို့ဖြစ်တဲ့ရှုငွေကိုအလှခံထားပြီးဖြစ်နေလို့မအပ်ဘူးနော်တသမသေသနာနကပတိတိမူလတအနေတိထထကတ္တမသေသနာနကပတိတိမူလတအနိတထထကျန်တဲ့သတင်းသုံးပေါ်တွေကလည်းဘာဖြစ်လို့မအပ်တယ်လို့မေးရင်မူလတန်ဖို့ရွှေငွေကိုသူကစွန့်တာမဟုတ်လို့မအပ်ဘူးမိမိဒီမအပ်သိမဟုတ်ကျန်သတင်းသုံးပေါ်၅ဦးလုံးလည်းမအပ်ဘူးတဲ့နော်ဒီတော့စဉ်းစားကြည့်ပေါ့နော်ဒီကကြီးတွေဒုံမကြီးတွေဒီလိုမအပ်တဲ့နည်းနဲ့လောလောကူကူနဲ့ယဟန်တော်တွေကိုသွားပြီးဆက်ဆံပြီးလှူဒန်းလိုက်တဲ့အတွက်မူလအလှခံတဲ့ယဟန်တော်ဒီတာမဟုတ်ကျန်နေတဲ့ယဟန်တော်တွေပါအကုန်လုံးမအပ်ဘူးယဟန်တော်တွေအလုံးအကုန်လုံးသုံးဆွတ်ခဲ့မယ်ဆိုရင်အဘတ်တဲ့ကျောင်းကြီးဆောက်ခဲ့ရင်ဒီကျောင်းအဘတ်တဲ့ငွေအလှခံနဲ့အလှခံပြီးတော့ကပ္ပိယကာရကတွေကကျောင်းစီမံပြီးခံခွဲပြီးဆောက်တယ်ပဲထားမူလဒီယဟန်တော်ကကိုယ်တိုင်ငွေကို